အမေမသိပါဘူးအမေမသိပါဘူးလို့အော်လာရင်နီအမေအတန်လေးတစ်လို့လေခိုးခစ်ကိုအမေမသိပဲသားသမီးတွေရဲ့မပြောပြချင်တဲ့ပြဿနာကိုအမေမှမသိပဲသားသမီးတွေဘာတွေကြိုက်ပြီးဘာတွေဆွဲလန်းနေတတ်လဲအမေမှမသိပဲဒါပေမဲ့အမေအရန်သိချင်တယ်တိခွင့်ရအောင်အမြဲကြိုးစားတယ်သားသမီးတွေဘာဖြစ်လဲမပြောပြချင်ပေမဲ့သိရမလားကြိုးစားလို့မသိလဲနောက်မှထုတ်ပြောတဲ့အခါအော်ခံရရောအမေကဘာသိလို့လဲအမေကဘာနားလည်နေလို့လဲဟုတ်တယ်အမေမသိပါဘူးဒါပေမဲ့လည်းအမေကိုပြောပြကြရဲ့လားအမေသိအောင်ရှင်းပြကြရဲ့လားဖုန်းဆိုတာစက်ဖို့ပဲတီးတဲ့အမေကိုဘာတွေလုပ်လို့ရတယ်ဆိုတာသင်ပေးကြရဲ့လားဟုတ်တယ်အမေမသိပါဘူးအမေမေးတိုင်းအမေကသိချင်လို့မေးကြည့်တိုင်းအမေဘာသိလို့လဲဆိုတဲ့စကားလုံးနဲ့ဒါပေမဲ့အမေသိတာကိုတော့သတိထားမိရဲ့လားတကယ်တော့အမေသိပါတယ်သားသမီးတွေမျက်နှာအခြေအနေပြောင်းနေရင်အမေသိတယ်သားသမီးတွေအယမ်းပင်ပန်းနေလားဆိုတာအမေသိတယ်သားသမီးတွေစိတ်ညစ်နေပြီပျော်နေပြီဆိုတာအမေသိတယ်သားသမီးတွေအသေးကွဲ့နေလားချစ်သူရနေလားဆိုတာအမေသိတယ်သားသမီးတွေဗိုက်စာနေလားဟင်းမကြိုက်ဘူးလားဆိုတာအမေသိတယ်သားသမီးတွေဖျားချင်လီပြီလားဖျားတော့မှလားဆိုတာအမေသိတယ်သားသမီးတွေကိုယ်တိုင်တောင်မသိတဲ့အရာတွေအမေအကုန်သိနေတယ်ဒါပေမဲ့အမေသိတာတွေကိုသားသမီးတွေကအမေအပေါ်ပြန်သိလားအမေစိတ်แท้ဘာဖြစ်နေလဲဆိုတာမြင်ပေးရဲ့လားမသိပါဘူးမမြင်ပေးတတ်ပါဘူးတိတ်ဆိမ်မတစ်ကြိမ်လောက်သတိထားမိတာလောက်ပဲအမေမသိပါဘူးကျမတို့မသိပါဘူးအမေရဲ့ရင်ထဲကခံစားချက်တွေအမေရဲ့သားသမီးအပေါ်ထားတဲ့မေတ္တာတရားတွေအမေရဲ့သားသမီးအပေါ်ထားတဲ့စေတနာတွေကိုသိမြင်နိုင်တဲ့သားသမီးလေးတွေဖြစ်ပြီးမိဘပေါ်ပြန်လဲတည်တဲ့သားသမီးလေးတွေဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။သားတွေသမီးတွေဘလောက်ဆူမေတ္တာမပြတ်တဲ့အမေပါ။ကဘာပေါ်ရှိအမေများအားလုံးကိုလေးစားဂရုပြုလိုက်ပါတယ်။ကြည့်ရှုအားပေးကြတဲ့သူတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။ Like, share, follow လေးပြုပေးသွားကြပါဦးနော်။မူရင်းရေးသားသူအောင် BKK Buramis မှာအထူး credit ပေးပါတယ်